โอเคအားလုံးပဲမင်္ဂလာပါ Product and Business Training Center နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့ video file မှာတော့ကျွန်တော်ကပေါ့နော်PHP course လေးကိုဆက်လက်ပြီးတော့တေချာပါသေးပေးမှာဖြစ်ပါတယ်အဲ့တော့ပေါ့နော်အရင် video file မှာကျွန်တော် PHP ကို intro လုပ်ပေးပါတယ်အဲ့ဒါပေါ့နော်ကျွန်တော်ရဲ့ XMPP ကိုဘယ်လိုအလုပ်လုပ်လဲဘယ်လို run လဲဆိုတော့ကျွန်တော်ပြရပါတယ် atom ကိုကျွန်တော်နည်းနည်းလေးသူ့အကြောင်းပြောပြပေးသွားတယ်ပြီးတော့ကျွန်တော်တို့ PHP မှာနည်းနည်းပါးပေါ့နော် echo လေးပါလေးထုတ်တယ်ပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့တော့ဒီနေ့ပါတော့ကျွန်တော်ဗာပြောပြသေးသွားမလဲဆိုတော့ပေါ့နော်ဒီ echo ထုတ်တဲ့နီးတွေရပြီးတော့ကျွန်တော်တို့တွေပေါ့နော်comment တွေပြောပြပေးသွားမယ်ပေါ့နော်ဒါဆိုရင်တော့တချို့ပေါ့နော်ကျွန်တော်တို့ PHP လာဖို့ဆိုတာ HTML CSS JavaScript ကိုကြည့်ရတယ်လေအဲ့တော့ HTML CSS JavaScript ကိုကြည့်ရတဲ့လူတွေကတော့အရင် very easy ဖြစ်နေလိမ့်မယ်ဒါပေမဲ့ကျွန်တော်အကြံပေးချင်တယ်ပေါ့နော်ဒီ video file ကိုတေးချာချာလေးကြည့်ပေးပါ JavaScript ရနေကြည်နေလုံးဝညံ့ညက်ကြည်နေတဲ့လူတွေကလည်းဒီ video မှာတေးချာကြည့်ပေးပါဘာလို့ဆိုတော့ PHP က JavaScript လို့မဟုတ်ပါဘူးJavaScript မှာဆိုရင်ကျွန်တော်တို့အနောက်မှာပေါ့နော်အနောက်မှာစာရေးဥမာစာရေးကုတ်တစ်ခုရေးလိုက်တယ်ပေါ့ကုတ်တစ်ခုရေးလိုက်တယ်ဆိုရင်ကျွန်တော်တို့အနောက်မှာ CP column ပါလေသူကအလုပ်လုပ်ပါတယ်ဒါပေမဲ့ PHP မှာကျတော့အလုပ်လုပ်လားဆိုတော့ဒီမှာဒီတိုင်းတစ်ခုတည်းကြည့်လိုက်ပဲဆိုတော့အလုပ်လုပ်တယ်ပေါ့ဒါပေမဲ့ဟုတ်ပြီနောက်တစ်ခုထပ်ရေးကြည့်အောင် echo ဆိုပြီး hello to ဆိုပြီးရေးကြည့်အောင်အဲဆိုရင်ကျွန်တော် error တက်အောင်ဖြစ်ပါတယ်အဲ့တော့ JavaScript မှာကျွန်တော်ပေါ့နော်အနောက်မှာပေါ့နော်အပိတ်အများနဲ့ထည့်ပြီးတော့ရေးလာတဲ့လူတွေကိုကျွန်တော်ဒီမှာတော့ congratulation မှာတော့ကျွန်တော်ပြောချင်ပါတယ်ဘာလို့ဆိုတော့ကျွန်တော် PHP မှာအပိတ်လုံးဝမပါဘဲနဲ့နောက်ကြောင်းဆက်ရေးလို့မရတဲ့ကြောင့်မလို့အဲ့ဒီလိုမျိုးအပိတ်အမြင်နဲ့ပါပြီးရေးလာခဲ့တဲ့လူတွေကအချင်းရနေဖြစ်တယ်အဲ့တော့အဲ့ဒီလူတွေကိုကျွန်တော်congratulation လုပ်ချင်ပါတယ်မရတဲ့လူတွေကလည်းဘာမှဖြစ်ပါဘူးကျွန်တော်တို့ဒီ JavaScript ပြန်လုပ်ရင်လည်းကျွန်တော်တို့အပိတ်တွေထည့်ပြီးတော့ပြန်လုပ်ပါအဆင်ပို့ပြီးအခြေသားရပါမယ် PHP မှာလည်းတခြားအနောက်ပိတ်တွေပါတယ်တခြားကြည့်ပါဒါပေမဲ့စိတ်ပူစရာမလိုတာဘာလဲဆိုတော့ကျွန်တော်ကatom သုံးတယ်ဆိုပေမဲ့ကျွန်တော်က error တက်မှာမကြောက်ပါဘူးPHP code တို့ဘာလို့မှာတော့ error ပြပေးရဲ့ဒါပေမဲ့ဒီမှာမပြပေးဘူးပေါ့နော်atom ကဒါပေမဲ့ကျွန်တော်တို့ရ error တက်မှာမကြောက်ပါဘူးဆိုတော့ PHP ကသူ့ဘေးရင် function တွေပေါ့နော်ဘေးရင်ဖြစ်တယ်ဒီမှာသူ့ရဲ့ error line ကိုပြပေးရပေါ့အဲဆိုဒီမှာ unexpected echo tag error ဒီမှာကျွန်တော်တို့ဒီမှာဒါလေးပေါ့နော် expecting ဆိုတာလိုလားပေါ့နော်ထင်တာဒါတွေပါမယ်လို့သူကထင်ရဲလို့ပြောတယ် line 3မှာလို့ပြောတယ်အဲ့တော့ကျွန်တော်တို့က line 3မှာသွားပြီးကြည့်လိုက်အောင်ပဲပေါ့နော်အဲ့ဒီပေါ်မှာအပိတ်မပေါအောင်စေအပိတ်တွေကိုထည့်ပေးလိုက်ပါဒါဆိုရင်တော့အားလုံး okay ဆိုပြီးတော့ပါဟုတ်ပြီအဲ့ဆိုရင်ဒါဆိုတော့ကျွန်တော်ပြောချင်တာတခုပြီးသွားပြီပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ echo ဆိုပြီးတော့ပဲစာကိုထုတ်လို့ရလားကျန်တဲ့နီးနဲ့ရောထုတ်လို့မရဘူးလားဆိုတော့ကျတော့မှားပါကျန်တဲ့နီးနဲ့လည်းကျွန်တော်အများကြီးထုတ်လို့ရပါတယ်နီးကအဓိကဘယ်နှမျိုးရှိလဲဆိုတော့ကျတော့အဓိကကတော့3မျိုးရှိရပေါ့နော်အများကြီးတော့မရှိပါဘူး sorry ပါကျွန်တော်3ခုတည်းရှိရလို့ကျွန်တော်ကတော့လေ့လာမှတ်သားထားပါတယ်အဲ့တော့ဟုတ်ပြီပထမဆုံးတစ်ခုကြည့်အောင်ပထမဆုံးတစ်ခုကတော့ echo ပဲဖြစ်ပါတယ်ဒါကတော့လူတိုင်းသိပြီးသွားပြီကျွန်တော်အရင်ဗီဒီယိုမှာလေးပြပြီးသွားပြီထင်တယ်အဲ့တော့ဒီမှာ echo ဆိုရင်တော့ကျွန်တော်ရဲ့ hello ဆိုရင်ဒီမှာ hello ထွက်လာမှာဖြစ်ပါတယ်အဲ့ဒါဆိုကျွန်တော်ဒီမှာ echo hello လို့ရှင်းမှာထည့်ထားလိုက်မယ်အဲ့ဆိုရင်တော့ပို့ပြီးတော့သိတာသွားတာပေါ့နောက်တစ်ခုကဘာလဲဆိုရင်အနောက်မှာဘေးကပါခဏလိုက်မယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုရင် print ပဲဖြစ်ပါတယ် print ကတော့အဲ့တိုင်းပဲပေါ့နော်အပေါ်က echo တိုင်းပဲဒီလိုလေးပဲသူရေးတဲ့ပုံစံအတူတူပဲ print hello ဆိုပြီးတော့ကျွန်တော်တို့လုပ်မယ်မှာ b ကကျွန်တော်တို့ခက်ပဲပေါ့နော်အဲကျွန်တော်တို့ဒါ print ရလဲအဲ့တိုင်းပဲဒါပေမဲ့နောက်ဆုံးအရေးကြီးဆုံးတစ်ခုပေါ့နော်ဒီတစ်ခုတော်တော်အရေးကြီးအဲ့ဒါဘာလဲဆိုတော့ print r ဖြစ်တယ်ပေါ့နော် print r ဖြစ်တယ်ဒီ print r တော့အားလုံးနဲ့မတူဒီလိုပုံစံရေးရပေါ့နော်ကွဲစားကွဲပိန်နဲ့သူက print r hello ဆိုပြီးကျွန်တော်ထည့်ထားလိုက်ပဲဒါဆိုရင်လည်း तू က string အတိုင်းပဲအလုပ်လုပ်တယ်ပေါ့နော် print hello ဆိုပြီးတော့အပေါ် hi အတိုင်းပဲအလုပ်လုပ်တယ်ဒါပေမဲ့ तू ကတမူထူးကြတာဘာလဲဆိုတော့ကျွန်တော်တို့ပြီး JavaScript မှာ array တွေပါရှိရမလားအဲ့အတိုင်းပဲဒီပေါ့နော်ဟိုမှာလည်း PHP မှာလည်း array တွေရှိရပေါ့ဒီမှာဆိုကျွန်တော် array လေးတစ်ခုသတ်မှတ်လိုက်မယ် hello အဲ့ဆိုပြီးသတ်မှတ်လိုက်မယ်ပြီးတော့ကျွန်တော်တို့ဒီမှာရိုးရိုးတတန်း echo တို့ print တို့နဲ့ကျွန်တော်တို့ဒီ array လေးကိုထုတ်ကြည့်အောင်ဒါလေးနဲ့ကျွန်တော်တို့ဒီ array ကိုထုတ်ကြည့်မှာပေါ့နော်ဒီ array ကိုမသိသေးလဲရတယ်ဒါမှ JavaScript လုပ်တဲ့လူတွေကတော့ array လောက်ကတော့ easy ပါဖြစ်နေပါပါအဲ့တော့ဟုတ်ပြီဒီမှာထုတ်ကြည့်မှာပေါ့နော်ဒီ string နဲ့ပဲထုတ်ကြည့်မှာဆိုကျွန်တော်တို့လုံးဝ error တက်မှာဖြစ်ပါတယ်ဒီ error ကို string အနေနဲ့ပြောင်းတာကိုလက်မခံဘူးပေါ့နော် PHP ကကျွန်တော်တို့ဘာလုပ်ရလဲဆိုတော့ဒီ print r နဲ့ထုတ်ပေးရတယ်print r မှာဒီမှာ array ဆိုပြီးထည့်လိုက်မယ်ဆိုရင်တော့ pub ဆိုပြီးတော့အဲ့ array ကိုတေးချာနဲ့စနစ်တကျပုံစံကွက်ကောင်းပုံစံတေးချာသူ့ရဲ့စနစ်တကျလောက်ထားတဲ့ပုံစံနဲ့သူထုတ်ဝေရမှာဖြစ်တယ်အဲ့တော့ array ရဲ့ဒါဘယ်လိုခေါ်လဲ index number 0မှာ hello ရှိရယ် hello ပေါ့လေ hello ရှိရယ် type ပါ sorry ကျွန်တော်စာလုံးမှားသွားတာအဲ့တော့ဒီမှာ array ကမှာ0 index number 0ပါ hello ရှိရယ်index number 1ပါ hi ရှိရယ်sorry ပါကျွန်တော်စကားပြောနေရေးရဝိုင်းကျွန်တော်ဖျားနေတဲ့ကြောင့်ပေါ့နော်
အဲ့တော့ဟုတ်ပြီကျွန်တော်က array ကအဲ့လိုမျိုးထုတ်အဲ့လို array တွေကိုအဲ့လိုထုတ်ပေးနိုင်တဲ့စွမ်းအားရှိရပေါ့နော်ဒီ print r ဆိုတာအဲ့ကြောင့်မလို့ဒီ print r ကိုလုံးဝကျွန်တော်မေ့ထားလို့မရပါဘူးကျွန်တော်ဆိုရင်တစ်ခါတည်းကြာရင် print ကိုတော့မေ့နေရပေါ့နော်ဒါပေမဲ့ကျွန်တော်ဘယ်တော့မှ print r မမေ့ဘူးဘာလို့လဲဆိုတော့print ညမှာတော့ echo စားသုံးလို့ရရမယ် print r ညမှာဘာမှစားသုံးထည့်လို့မရပါဘူးကျွန်တော် array ထုတ်ချင်တယ်ဆို print r နဲ့ပဲမြန်ထုတ်ရပါတယ်ကျွန်တော်စနစ်ဘက်မှာအောင်မှာကျွန်တော် print အဲ့ print r ကိုကျွန်တော်လုံးဝကိုဘာလို့ထည့်ထားရပေါ့နော်ဥပမာဒီမှာ pr လို့ရတယ်ဆိုရင်ဒီမှာကျွန်တော်ရဲ့ print r နဲ့ကျွန်တော်ထွက်လာပြီဖြစ်တယ်ပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့အဆင်ပြေပြီလို့ထင်တယ်အဲ့တော့ကျွန်တော်တို့ဒီမှာဘယ်လို echo ထုတ်လဲဆိုတော့ကျွန်တော်တို့သိပါပြီနောက်တစ်ခုကတော့ကျွန်တော်တို့ comment တွေပေါ့ comment တွေကတော့ easy ပါအသာလေးရယ်ကျွန်တော်တို့ဟို intelligence တွေပါတယ် IDE တွေ code editor တွေတော့ပိုတော့ဆိုးသေးတယ်JavaScript မှာဆိုရင်ဘယ်လိုလုပ်လဲဒီမှာ echo ထုတ်မယ်hello ဒီမှာ slash လိုက်ပိတ်သွားရဟုတ်တယ်မလားဒီတိုင်းပါပဲကျွန်တော် PHP မှာလည်း slash လိုက်ပိတ်ပါတယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ဘောနော်ဒီအမြန်မဲ့လုပ်ရှင်နေဆိုရင်ကျွန်တော် IDE တွေကကျွန်တော်တို့ရကူညီပေးထားတဲ့ shortcut လေးရှိရပေါ့နော်အဲ့ဒါတော့ control ရဲ့ slash ရဲ့ Mac တွေကတော့မသိဘူးတချို့ဟာတွေကလည်း order slash တွေပါဖြစ်တတ်တယ်အဲ့တော့ကျွန်တော်အဲ့ဒါကိုစမ်းကြည့်စေချင်တယ်ပေါ့နော် Mac တွေကတော့ကျွန်တော်ထင်တာ Mac တွေရဲ့ button တွေကဘာတွေလည်းမရှိဘူးသိဘူးပေါ့နော် control ရဲ့ window ရဲ့ order တွေနေရာမှာသူ့သုံးမျိုးထည့်ထားတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဟုတ်ပြီထားလိုက်ပါတော့အဲ့ဆိုရင်ကျွန်တော်တို့ comment အောင် single line comment အောင်သိသွားပြီ multi line comment အောင်ဟုတ်ပြီ multi line comment interesting multi-line comment ကြတော့ဘယ်လိုရှိလဲဆိုရင်ကျွန်တော်တို့ PHP က JavaScript နဲ့ကွဲပြားလားဆိုတော့ဘာမှမကွဲပြားပါဘူးတူပါပဲအဲ့တော့ဒီလိုလေးပါပဲ JavaScript မှာကျွန်တော်တို့ multi-line comment လုပ်တယ်လို့မျိုးပဲ PHP မှာလည်း multi-line comment အောင်အဲ့လိုလုပ်လို့ရပါတယ်အဲ့တော့ surprise PHP ကဘာလို့ကျွန်တော်ပြောချင်တာပါလို့ JavaScript ကိုတေချာရရလူတွေအဓိကပြောချင်တာ programming concept ကိုတေချာသိရလူတွေကြည်ညက်ပြီးတော့တကယ်ကိုလုံးကြည့်ပြီးဆရာကြီးဖြစ်နေတဲ့လူတွေကတော့ဘယ် programming လာအေးဆေးပါပဲပေါ့နော်ကျွန်တော်နည်းနည်းဖတ်လိုက်သိပြီပေါ့နော်ဟိုမှာဆိုရင်တော့ကျွန်တော် document.write နဲ့ရေးရဆိုပေမဲ့ကျွန်တော်တို့ဒီ PHP မှာတော့ echo နဲ့ရေးရတယ်အဲ့လိုလေးတော့ကွာတယ်ပေါ့နော်အဲ့ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ comment single line comment multi-line comment ကိုသိသွားမယ်လို့ထင်တယ်ပြီးသွားရင်ကျွန်တော်တို့ပေါ့နော်ဒီဘယ်လို echo ထုတ်တယ် echo ထုတ်တဲ့နည်းတွေကဘာရှိရဲပြီးတော့ print r ဘာကြောင့် print r နဲ့သုံးပြီးတော့ထုတ်တယ်ဆိုတာကိုအားလုံးသိပြီလို့ထင်ပါတယ်အဲ့တော့ဗီဒီယိုလေးကိုရှေ့သွားမှာဆိုလို့ပြင်းသွားမှာဆိုလို့ကျွန်တော် share မလုပ်တော့ပါဘူးအဲ့တော့ဒါလေးကို like ဆန်းကြည့်ပါကြားရဆိုရင်congratulation ပါအဲ့တော့အားလုံးပဲကျေးဇူးတင်ပါတယ်နောက်တဲ့ဗီဒီယိုဖိုင်မှာပြန်လိုက်ပြီးတော့တွေ့ဆုံကြတာပေါ့